တစကိုင်းရဲ့ဇက်သိန်းကိုလူတေရာမှာ69ယောက်ကခံမှန်းနိုင်မှာမဟုတ်ပါဘူးဇလန်အစမှာအန်နာဟာအိတ်ရနိုးလာပြီးရိုးရိုးမှုတိုက်ထန်စွာရွာသွန်းနေတာလိုပဲထင်ခဲ့ပါလေဒါပေမဲ့မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ရေကြီးမှုဟာဗီဒင်းပေါက်ကနေအိမ်ထဲကိုအရှိန်နဲ့ဝင်လာပြီးဒုတိယထပ်အထိရောက်နေပါပြီသူသားလေးဇီယန်ကတော့ဘာမှမသိပဲရေထဲမှာပျော့ပျော့ပါးပါးရေကူးတယ်နေတော့ပါအဲ့ဒီအချိန်မှာပဲရက်ကွက်ထဲကနေအရေးပေါ်ကြီးညာချက်ထွက်လာပါတယ်ဒလီကားတွေအကုန်ရက်နားမှာထစ်လို့အားလုံးအမိုးပေါ်ကိုတက်ကြဖို့ပါအန်နာအထုပ်ပိုးတွေတိမ့်နေတော့သူတေသနဌာနကလုံခြုံရေးအရာရှိစွန့်ကြောက်ရှိစီကဖုံးဝေလိုက်ပြီးအမြန်ဆုံးအပေါ်ဓာတ်ကိုတက်ဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ဖုံးလိုင်းကပြတ်တောက်သွားခဲ့ပါတယ်အန်နာလှည့်ကြည့်လိုက်တဲ့အခါအဲကနေကသူ့သားလေးပြောင်းသွားတာကိုတွေ့လိုက်ရတယ်ကံကောင်းစွာနဲ့ပဲအဝေးပြီးတော့ဒိန်းမှာသူ့ကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီချိန်မှာလေကားတဲ့တွင်မှာဇိုတွေကပရန်တာဖစ်နေကြပါပြီအန်နာဟာတားဖြစ်သူကိုပွေ့ချပြီးတခြားလေကားတစ်ခုစီကိုပြေးခဲ့ပါတယ်ဒါပေမဲ့ရေမျက်နှာပြင်ကအယမ်းမြင့်တက်လာပြီးမျက်တောင်တစ်ခတ်အတွင်းတတိယထပ်အထိရောက်သွားခဲ့ပါတယ်လူများပြလည်းရေထဲကိုမျောပါသွားကြပါတယ်သူခုနှစ်ထပ်ကြော်ခန်းဝိုင်းလောက်ရောက်တဲ့အခါမှာတော့လေကားလမ်းကြောင်းကပစ္စည်းလေးနဲ့ပိတ်ဆို့နေပြီးဆက်တက်လို့မရတော့ပါဘူးအဲ့ဒီချိန်မှာပဲအန်နာဟာတစ်ဖက်တိုက်မှာရှိတဲ့စွန်းကြောင်ရှိကိုလမ်းမြင်လိုက်ပါတယ်ဒါပေမဲ့သူလက်လမ်းပြလိုက်တဲ့အချိန်မှာပဲအေယာမဲ့လမ်းလုံးကြီးကမှန်တွေကိုရိုက်ခွဲပြီးတစ်ထပ်လုံးကိုဝါမြုပ်သွားပါတော့တယ်အန်နာဟာနောက်ကျနေတဲ့ရေအောက်ထဲမှာသူ့သားကိုအတန်းတန်ရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့အခန်းတစ်ခုထဲမှာရှာတွေ့ခဲ့တယ်ဒါပေမဲ့ရေဖိအားကြောင့်တကားကဖွင့်မရပဲပိတ်မိနေခဲ့ပါတယ်အသက်လူနေရတဲ့အချိန်မှာပဲစွန်းကြောက်ရှိကအပြင်ကနေတကားကိုရိုက်ခွဲပြီးသူတို့သားအမိကိုကယ်ထုတ်ပေးခဲ့ပါတယ်အဲ့ဒီနောက်စွန်းကြောက်ရှိဟာအဖွဲ့အစည်းကိုသတင်းပို့ပြီးအစစ်မင်းတူဒရေဒီအန်နာနဲ့ဇီရန်တို့အသက်ရှင်နေသေးကြောင်းအတည်ပြုခဲ့ပါတယ်သူကအန်နာကိုပြောပြခဲ့တာကတော့ဥက္ခခဲတစ်ခုတောင်ဝင်စွန်းကိုတိုင်မီလို့ရေလွှမ်းမိုးမှုဖြစ်တာဖြစ်ပြီးဂျပန်နိုင်ငံတဝက်လောက်တောင်ပျောက်ကွယ်သွားပြီလို့ဆိုပါတယ်ဒီ30တိုက်ကြီးလဲကြာခမ်းမှာမဟုတ်ပါဘူးကုမ္ပဏီကသူတို့ကိုလာခေါ်ဖို့ရဟတ်ကျင်လွတ်လိုက်ပါပြီတကယ်တော့အန်နာလောက်ကင်နေတဲ့ကုမ္ပဏီဟာလူသားမျိုးရဲ့မျိုးနီစီမံကိန်းကိုလောက်ကင်နေလာဖြစ်ပြီးအန်နာဟာစိတ်ခံစားချက်ဆိုင်ရာ engine project ရဲ့အတွေးအကူတူတဲ့ဖြစ်ပါတယ်သူ့ရဲ့အသက်ရှင်မှုဟာအလွန်အရေးကြီးပါတယ်ဒါပေမဲ့စွန်ကြော်ရှိကတတိပေးလိုက်တာကတော့အမှုဘော်ကအိမ်နီးချင်းတွေဟာအသက်ရှင်ဖို့အတွက်ရဟတ်ရင်ဘော်ကနေရာကိုအတင်းအတန်းလူယူကြလိမ့်မယ်ဆိုတာပါပဲဖုံးချလိုက်ပြီးလာနဲ့အိမ်ထဲမှာ gas တွေယူစီလာပြီးကြီးမားတဲ့ပေါက်ခွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်အန်နာဟာပေါက်ခွဲမှုအရှိန်နဲ့လွန်စင်သွားပြီးအေးဆက်နေတဲ့ရေထဲကိုကျသွားခဲ့ပါတယ်။ရေထဲရောက်နေတော့အန်နာဟာဓာတ်လေကားတွေကကလေးသမားရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရတယ်။သူကယ်ချင်ပေမဲ့ရေတွေကဓာတ်လေကားတစ်ခုလုံးကိုမြုပ်သွားစေခဲ့ပါပြီ။အန်နာဟာဘာမှမတတ်နိုင်ပဲအပေါ်ကိုသာဆက်ပြေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့စွန်းကြောက်ရှိဇီရန်တို့နဲ့ပြန်ဆုံခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဇီရန်ကယောဂပြန်ထပ်ပြီးဆေးတွေကလည်းပျောက်ဆုံးသွားခဲ့ပါတယ်။အန်နာဟာအဖိုးဘွားတစုရဲ့အိမ်ထဲကိုအတင်းဝင်သွားပြီးရှေးနီလန်းအတိုင်းဆေးဖော်ဆက်ပြီးသူ့သားကိုတိုက်ကျွေးခဲ့ပါတယ်။တကယ်တော့ဇီရန်ဟာသူ့ရဲ့အရင်ခောက်သားရင်မဟုတ်ပါဘူး။ကုမ္ပဏီရဲ့စမ်းသပ်ခံတက်ရှိတစ်ခုသာဖြစ်ပါတယ်။သူဟာဇီရန်ကိုတူးတက်နာဈေးတွေကိုပြန်အပ်ဖို့ကြံဝင်ခဲ့မှုပေမဲ့အခုလိုအသေးလဲရုံးကန်ခဲ့ရလဲနောက်ပိုင်းမှာတော့ဇီရန်ကသူ့အသက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစွန်းကြောက်ရှိကနောက်ဆုံးမှာအမှန်တရားကိုဖွင့်ပြလိုက်ပါတော့တယ်။အဖွဲ့အစည်းကအစားကတည်းကအန်နာကိုပဲခေါ်သွားဖို့ရည်ရွယ်ထားခဲ့တာပါ။ဘာလို့လဲဆိုတော့အန်နာကိုတိုင်ကခလေးမယူခြင်းဘူးလို့ပြောခဲ့ဘူးလို့ပါပဲ။ဒါကြောင့်အဲ့ဒီအချိန်ကတည်းကဒီဇလန်ရဲ့အဆုံးသတ်ကသတ်မှတ်ပြီးသားခက်နေခဲ့တာပါ။စံတချက်တစ်ခုအနေနဲ့မွေးဖွားလာတဲ့ဇီရန်ကိုတော့သူတေသနဌာနကပြန်လဲသိမ်းဆည်းဖို့ပဲရှိပါတယ်။သူတို့ခေါင်မိုးတက်ကိုရောက်တဲ့အခါလုံခြုံရေးတွေကဇီရန်ကိုအတင်းတမလူယူသွားခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာပဲသနတ်တန်းတွေထွက်ပေါ်လာပြီးစွန်ကြောက်ရှိနဲ့လုံခြုံရေးတွေအားလုံးဟာသူတို့လူတွေရဲ့လက်ချက်နဲ့တင်အသက်ခံလိုက်ရပါတယ်။တကယ်တော့အဲ့ဒီခိုလုံရစခန်းဆိုတာအစားကလေးကအလိမ်ညာတစ်ခုပါတယ်။အန်နာကလေးလို့ကြံတဲ့သူအားလုံးဟာအသေးခံရမှာပါ။ဒုံပြန်ပေါင်ကိုရောက်သွားတဲ့အခါမှာတော့ကဘာမေကြီးကအုတ်ကာခဲတွေကြောင့်မကြခင်ပျက်စီးတော့မယ်ဆိုတာအန်နာသိလိုက်ရပါတယ်။သူတို့ဟာလူသားမျိုးနဲ့ရဲ့နောက်ဆုံးမျှော်လင့်ချက်တွေပေါ့။ဒါပေမဲ့အန်နာဟာဒုံပြန်လွတ်တင်စေခြင်းပါမယ်ဖျားနာပြီးတေဆုံးသွားခဲ့ပါတယ်။မသေးခင်မှာသူမရဲ့မှတ်ဉာဏ်တွေကို program တစ်ခုအနေနဲ့သိမ်းဆည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့ဒီ virtual လောကထဲမှာသူမရဲ့သားလေးကိုကယ်တင်ဖို့ပါတယ်။လူသားမျိုးနဲ့ကိုဆက်လက်ရှင်သန်စေဖို့အတွက်သူမဟာစိတ်ခံစားချက် engine ကိုအပြီးသက်တိဆောက်ရမှာဖြစ်တာကြောင့်အန်နာဟာမိမိကိုစမ်းသပ်ခံအဖြစ်ပြောင်းလဲပြီးဒီ virtual ကဘာထဲမှာအနီးလန်းမတွေ့မချင်းအကျဉ်းချင်းပြန်လဲရှင်သန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အခါမှာတော့အချိန်ကရေကြီးမှုစတင်ခဲ့တဲ့မနက်ခင်းကိုပြန်ရောက်နေခဲ့ပါပြီ။သူမရဲ့အင်ဂျီဘောကနံပါတ်490ကစ်ဆိုတာဟာသူမဒီတန်တရားထဲမှာ490ကြိမ်မြောက်ပြန်လဲရှင်သန်နေတာကိုဖြီးညွှန်းနေတာပါ။ဒီတစ်ခါမှာတော့အန်နာဟာသူမရဲ့မှတ်ဉာဏ်တွေကိုအသုံးချပြီးအန်ဒီယာတွေကိုရှောင်ရှားခဲ့ပေမဲ့ရုံးရင်ဆန်ကတ်မှုတွေချားထဲမှာဇီရန်နဲ့လူကွဲသွားပြန်ပါတယ်။ဇီရန်ပန်လယ်ထဲကိုပြုတ်သွားတာကိုသူမမျက်စိရှိနေမိလိုက်ရပြီးသူမကိုယ်တိုင်လည်းကားတိုက်ခံကဒီဆုံးသွားခဲ့ပါတယ်။တန်တရားဟာတဖန်ပြန်လဲစတင်ခဲ့ပါပြီ။အကျိန်4000ခေါက်နဲ့မြောက်မှာတော့သူမဟာကောင်းမလေးတယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။
အကျဉ်ခပထောင်993မြောက်မှာတော့ကိုဝင်းဆောင်တအူးကိုကလေးမွေးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီကလေးလေးကိုကြည်ရင်နဲ့သူမဟာဇီရန်ခေါခဲ့တဲ့စကားတစ်ခုကိုရုတ်တရက်သတိရသွားပါတယ်။ဇီရန်ကသူမရဲ့ဖုန်းထဲကိုပုံတပုံပို့ထားခဲ့တာပါ။အန်နာဖုန်းထဲကဓာတ်ပုံတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမစွန့်နာသွားခဲ့ပါတယ်။အဲ့ဒီပုံတွေဟာခေါင်မိုးထက်မှာသူတို့တားမိခွဲခွာရတဲ့ပုံရိပ်တွေပါ။အဲ့ဒီတော့မှအန်နာတစ်ခုကိုနားလဲသွားပါတယ်။တန်တရားအချိန်ချင်းလဲပတ်နေကြမယ်ဇီရန်ရဲ့မှတ်ဉာဏ်တွေဟာတစ်ခါမှပျက်စီးမသွားပါဘူး။သူဟာသူ့ရဲ့နီလန်နဲ့သူ့အမေကိုအမြဲတမ်းသတိပေးနေတာပါ။အကျဉ်1340ခွန်မြောက်မှာတော့အန်နာဟာစွန်ကြောက်ရှိကိုသူတို့တွေတန်တရားရဲရောက်နေတဲ့ဆိုတာကိုယုံကြည်သွားအောင်ပြောနိုင်ခဲ့ပါတယ်။ဒါကြောင့်စွန်ကြောက်ရှိဟာအသက်မခံရပဲလွတ်မြောက်သွားခဲ့ပါတယ်။အကျဉ်ပေါင်း2000ကျော်တန်တရားလဲပြီးနောက်သူမဟာအရင်ကကြုံတွေ့ခဲ့ရတဲ့အမားတွေကိုသင်ခန်းစာယူပြီးလုံခြုံရေးတွေထက်အရင်ခေါင်မိုးထက်ကဗီဒီယိုထဲမှာဇီရန်ကိုရှာတွေ့ခဲ့ပါတယ်။ရှေ့မှာတော့အရာအလုံးကိုဝါမျောမဲ့ပင်လယ်လွိုင်းကြီးရှိနေပြီးဘေးမှာတော့သူတို့ကိုခွဲခွာဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းဝင်တွေရှိနေပါတယ်။အန်နာဟာမဆိုင်မသက်ပဲဇီရန်ကိုပင်လယ်ထဲခုန်ချလိုက်ပြီးသူမကိုယ်တိုင်ကတော့ဇီရန်အသက်အချိန်ရအောင်လုံခြုံရေးတွေကိုတားဆီးပေးခဲ့ပါတယ်။တန်တရာကြီးအဆုံးသက်ခါနာအချိန်မှာတော့ဇီရန်နဲ့အတူရှိခဲ့တဲ့အချိန်တွေဟာအန်နာဦးနှောင်းထဲမှာပုံရိပ်လွှားတွေဖြတ်ပြေးသွားပါတယ်။အဲ့ဒီအချိန်မှာမိခင်မြတ်တာဟာအရာအားလုံးကိုအနိုင်ယူသွားပါပြီ။အန်နာဟာနီးပညာဆိုင်ရာအတားအဆီးတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီးစိတ်ခံစားချက်အင်ဂျင်ကိုလည်းအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါပြီ။